ကဲကိုဒီမျိုးနောက်ခင်ဗျာကိုကျော်ကြီးရဲ့ငွေ300ကိုနော်3လအတွင်းပြန်ခတ်နိုင်မှာမလားအဲ့လိုရောခံဝန်ထိုးနိုင်မှာမလား ထိုးပေးပါမယ်ကိုကြီးရယ်3လပြည့်လို့မှကျုပ်ဝက်ဆိုင်နေပြင်ရရင်ပြင်ရတော့မရလို့ကကျုပ်ကတရားစွဲမှာဆက်ပြီးတိကျနေတဲ့ထဲမှာကျုပ်ပါမမုန်းတော့ငါတက်မလောင်းကလေငါတက်တောင်အိုစာနေသေးတယ်ဂင်းတူတူပုတ်ကွက်ကွက်နဲ့အိမ်ငါဟာမကလေဘာတိတက်လည်းမသိဘူးမိဘတွေကဘာလုပ်ကြတာလဲကွဒီဘက်ကဆုံးသွားပါခင်ဗျာ ကောင်းပါလေကွ ညာ အဲရောင်လို့ဒါနဲ့မင်းနေတာကိုပိုင်ရင်လား ကျွန်တော်ကိုပါအိမ်နဲ့ထုတ်ပါဦးခင်ဗျာ ကိုကမွေးနိုင်လို့မွေးတာမဟုတ်ဘူးမမီရဲ့သူ့လောက်ထက်မှရင်းနှီးကုန်ထည့်ထားလို့မွေးရသေးတာ ဘာစီပွားရေးလုပ်တာလဲကွ ဆောက်လို့ရတော့ငါလုပ်ပါတယ်ခင်ဗျာ အရင်နီးဘလောက်ထည့်ထားလဲကွ 1000ကျော်လောက်ထည့်ထားတာခင်ဗျာ တောင်းကြော်လာမယ်စာကလေးရင်စက်တာလား တိတ်တသားကိုပြောတာမမီရဲ့ အော်တိတ်တောင်းလားကိုမိသားစုလို့တဘောထားပါသားရဲ့အန်တီကလေသမီးလေးကိုရွှေပေါ်များတင်ထားတာကွထိုက်ထိုက်တန်တန်လေးဖြစ်အောင်လောင်များတင်ထောင်းထားမယ်လို့မှန်းထားလဲသားရဲ့ 1500လောက်မှန်းထားတာ အဲ့ဒါလေးအရင်တင်ပြီးတော့မှမင်းတို့ကိစ္စဆက်ပြောကြတာပေါ့ကော်ဖီလေးတောက်လိုက်ပါအောင်သားရဲ့ နင်ကို့အမကိုစောင့်ရှောက်ဖို့နေနေတာအချုပ်ထဲကိုဝင်လိုက်ထွက်လိုက်နေနင်မရှက်ပဲငါရှက်တယ်ကောင်းကောင်းနေသမ်းမှာတော့ဟာလားဟဲ့ ငါရင်စတာမဟုတ်ဘူးဒီကောင်လေးလူပါဝါလို့ပြီးတော့ငါရှိမှနိုင်ကျင့်နေရလို့ဝင်ကူညီတာငါမမဘူး တော်သမ်းမှာဟဲ့ငါစိတ်ကုန်နေနေအောင် စောစီပါ အော်ဘာလဲကွာထူးထူးဆန်းဆန်းပါလားဒါနဲ့ငလင်းမှာမင်းတိုက်တွေချင်းနေကောင်းရလား အကုန်ငလျင်ထိတာပါပဲဗျာကျွန်တော်အကောင်မလေးကိုလည်း3500တင်တောင်းမယ်ဆိုပြီးတော့မှသူ့မားလိုက်စီမှာကိရိယာပေးခဲ့ပြီပြဿနာပါပဲဗျာဘာလို့လောမှန်းကိုမသိဘူး မင်းလူရှာပါပြီဟိုကလေးမှမိမှုကြီးသွား तू ကဘောစီကို မိဘတွေကြံခဲ့တဲ့ပစ္စည်းတွေအမွေခွဲမှာပဲဆင်ပြေမယ်ထင်တယ်ဗျာကျွန်တော်အဲ့ဒါအခုလာတိုင်နေတာဗျာ အေးကောင်းသားပဲကွာငါလည်းကျွေးဘူးနဲ့ဘယ်လိုလုပ်ရမလဲခေါင်းချောင်းနေတာကောင်းနေကြားတယ်ကွာမိပွင့်တော့ ဟေးဆိုင်တော့မလို့လား ဟုတ်တယ်နောက်တောင်ကြတယ်ကိုလေးပါတက်ရှိတယ် အမင်းမယူတော့မလို့ဟာသူ့မတိုင်းစီမှာ3500ကျွန်တော်ကဒီပြေးခဲ့လိုက်ပြီ ဩမင်္ဂလာဆောင်လာဖြစ်တာလား ဟုတ်ပါကွာငွေလိုလေလို့ဟာဒီအတိုင်းပဲငလင်းအကြောင်းမလို့ငါငွေကျွန်တော်ပေါ်မှာမဟုတ်ဘူးကြောက် ဒီမလေးမအဲ့လောက်ငွေအများကြီးဘလို့ရှိမှလဲကိုလေးရဲ့ မသိပါနဲ့ဒီစီကလာချီတာမဟုတ်ပါဘူးဒီလိုမျိုးကြံခဲ့တဲ့အိမ်လေးတောင်းချပြီးတော့ငွေခွဲအောင်ပြလာပြောတာ ဟုတ်တယ်မိမှုငါလည်းကျွေးဘူးလေးဆက်ဆရာရှိတယ် ကိုကြီးအောင်ဘယ်တော့အကျွေးကင်းမှုလို့လဲကိုလေးအောင်ဆက်ဆက်မပေးနိုင်ဘူးဆိုလို့ရှိရင်ကိုလေးကမှမယူတော့ဘူးလေလားမိဘအမွေတော်တော်ရေးရဆက်တော့မကြံနေကြတာပဲ နေမှုနေမရိုင်းနဲ့နော်ဒါမိမတရားကိုတန်ဖိုးထားလို့ငါတင်တောင်းတာလေဒါလည်းမိဘပစ္စည်းတွေကိုငါအကျိုးရှိသုံးကြတာမဟုတ်ဘူးလား မိပေါင်းမိမှုငါတို့ကနေလို့ငွေကိုတောင်းနေလို့ငါတို့ရောက်ရှိတာကိုငါတို့တောင်းတာလေ ခင်ဗျားတို့ဘာရှာတာရှိလို့မုံငွေလာပြောတယ်အဲ့ဒါစီးပွားကိုဆက်ထားတာလက်မှုပဲငါမွေးမလာမလို့ပေးနိုင်ဘူးလား ဟေးအောင်ဒီမဆက်ဖိတ်တာမင်းအောင်ဘာရှာထားလို့လူမိုင်းကလူမိုင်းကို ခင်ဗျားမှရတမဖဲမနောက်အိမ်ကိုတက်လာတယ်အမွေလာတော့ကြောက်အောင်သားတယ်ပါ ဒီဇင်ဘာဆိုကန်ရီပွဲလာတော့အမှန်ဆိုခုကလေးကဝစ်စုံလေးလက်ဝက်လက်စားလို့ကြိုပြင်းမမိမှာကားရိုင်နားနေရလဲကြားတယ်ဘယ်လိုလုပ်ရပါ
ဟယ်လိုကိုလေးပြော အေးအချိမနင်မနှက်ပြန်အားလား နက်ကန်အခုထိတော့ဘာအစီအစဉ်မှမရှိသေးဘူး ဒါဆိုမနှက်၈နာရီလာခေါ်လိုက်မယ်အစင်းစင်းလုပ်ထားလိုက်နော်တိုင်ပင်စရာလေးရှိလို့ ဟုတ်ပြီအဲ့ဒါဆိုစောင့်နေနိုင်မယ်နော်ငါလည်းငွေတော့လိုတာပဲလေဒါပေမဲ့အမှုကတော့လုံးဝဖြစ်လို့မရအောင်နော်အမှုလည်းငါ့ကိုဆွဲမထင်းနဲ့ နင်မပါလို့ရလားမသိဘူးလေ ဟဲ့ငါအမှုဖြစ်တယ်ဆိုတာမီဒီယာသိလိုင်းပေါ်မှာပွားထားကုန်မှာဟာငါပြိတ္တတွေထင်လွဲကုန်လိမ့်မယ်ငါဒီလောကမှာနေရာပြောက်လို့မဖြစ်ဘူးနော်မဖြစ်ဘူးလုံးဝမဖြစ်ဘူး ဒါဆိုနင်မပါဘဲနဲ့တရားစွဲလို့ရမလားဆိုတာရှင်းနေစီမတော့တိုင်ပင်ကြည့်အောင်လေနော် အမွေမှုဆိုတာအမွေဆိုင်အားလုံးမပါဝင်လို့မရပါဘူး အဲ့ဒါဆိုရင်ကျမမပါပဲတရားစွဲလို့မရဘူးပေါ့နော်ကျမအမှုဖြစ်တယ်လို့သတင်းမထွက်ချင်လို့ပါဆရာရဲ့ အမွေဆိုင်မစုံရင်အမွေပုံလို့မရပါဘူးမဆုသက်အနေနဲ့အမှုဖြစ်တာကိုလူသိမှာစိုးတယ်ဆိုရင်အမှုစစ်ဆေးတဲ့အဆင့်ထိမသွားဘဲနဲ့စစ်သက်ဖြစ်ချင်းအဆင့်မှာပြီးပြအောင်လုပ်လိုက်တယ်ဆိုရင်လည်းပေးသက်တွေမသိဘဲနဲ့အမှုကပြီးသွားနိုင်ပါတယ် စစ်ဆက်ဖြည့်ရှင်ဆိုတာရှင်းနေဖြစ်တဲ့ဆရာစီမှာဆောင်ရွက်ပေးရလားဆရာ မဟုတ်ပါဘူးဗျတရားရုံးကပဲဥဆောင်ပြီးဆောင်ရွက်ပေးတာပါ နည်းနည်းလောက်ရှင်းပြပေးပါဆရာ တရားမမှုတွေတရားစွဲတဲ့အခါငွေရလုံမှုမိသားစုတွေကြားဖြစ်တဲ့မှုကုသရေးဝယ်မှုတွေမှာဆိုရင်အမှုမစစ်ခင်စေသက်ဖြစ်ချင်းရုံးကိုရင်ပို့ပြီးနှစ်ဦးနှစ်ဖက်ကြားညှိပေးတာဗျအဲ့လိုညှိတယ်ဆိုတာကလည်းစေသက်ဖြစ်ချင်းရာရှိရှိမှာအမှုတွေကိုယ်တိုင်သူတို့ဖြစ်ချင်းတဲ့ဆန္ဒတွေကိုပွင့်ပွင့်လင်းလင်းပြောပြီးညှိကြတာပါကျွန်တော်မှုတွေလည်းစေသက်ဖြစ်ချင်းဌာနမှာပြည်လဲပြီးမှုပြီးပြတ်သွားတာတွေရှိပါတယ်အချိန်မကုန်လူမပန်းတော့ဘူးပေါ့ဗျာ ဒီစနစ်ကတော်တော်အဆင်ပြေတာပဲဗျဒါနဲ့ဆရာအဲ့ဒီအမှုမျိုးစားသုံးမှုပဲညှိနှိုင်းပေးတာလားဆရာ တခြားမှုတွေမှာတော့အမှုတွေကစေသက်ဖြည့်ရှင်းလိုပါတယ်လို့တရားရုံးကိုတင်ပြရင်စေသက်ဖြည့်ရှင်းဌာနကိုပို့ပေးပါတယ်ဗျာ ဟန်ကြတာပဲဗျာ အဲ့ရုံကဘာမှလဲဆရာ ဒိုင်းဒေသကြီးနဲ့ပြည်နယ်14ခုလုံးမှာရှိတယ်ဗျသက်ဆိုင်ရာဒိုင်းဒေသကြီးနဲ့ပြည်နယ်တရားလွှတ်တော်တွေအတွက်တရားရေးရာရှိတွေကိုစေသက်ဖြည့်ရှင်းရာရှိဖြစ်ခန့်ထားပြီးတည်တဲ့ဌာနတစ်ခုစီဖွင့်ထားပြီးတယ်ဗျာဟောပြည်တော်စုနယ်မြေအတွက်ကတော့ပြည်မနာခရိုင်တရားရုံးမှာဖွင့်ထားပေးပါတယ်ဗျာ ဟောကျွန်တော်တို့ကမန္တလေးကဆိုတော့68လမ်း104လမ်းတောင်းကဒီတိုင်းတရားလွတ်တော်ကြီးမှာညှိနှိုင်းရမှာလားဆရာ ဟုတ်ပါဗျာအပေါ်ဆုံးထပ်မှာဖွင့်ထားတာပါဗျာ ဆရာစေးသက်ဌာနမှာရောရုံးကုန်ထမ်းဆောင်တာတို့ဝန်ဆောင်ခတွေနဲ့ဈေးစကားတွေကုန်ကြသေးလားဆရာ တပြားမှမကုန်ပါဘူးဗျာအဲကွန်နဲ့ဆိုဖာနဲ့စိန်ကြကြစိတ်အေးလက်အေးပြောကြဆိုကြညှိကြနိုင်ကြနဲ့ပါကိုမှုနဲ့သက်ဆိုင်တဲ့သူတွေပဲမျက်နှာချင်းဆိုင်တကားပေးပြီးလုံလုံချုံချုံဆွေးနွေးကြတာပါအပြင်ကိုလည်းလုံးဝပြန်မပေါက်ကြပါဘူးဗျာ ဟာအဲ့အချက်ကိုအကြိုက်ဆုံးပဲဆရာ ကဲဒါဆိုရင်ဆက်လုပ်ကြအောင် အခုဒီမှုကမိသားစုဆိုင်ရာမှုဖြစ်တဲ့အတွက်ဆွေးဆက်ပြည်ရှင်ဆောင်ရွက်ရမယ့်မှုဖြစ်ပါတယ်။ဒါကြောင့်မလို့နှစ်ဖက်အမှုတွေများအားလုံးဆွေးဆက်ပြည်ရှင်ရုံးကိုသွားပါကိုယ်တိုင်ပါဝင်ညှိနှိုင်းမှာဆွေးဆက်ပြည်ရှင်ရုံးမှာနှစ်ဖက်ညှိနှိုင်းမှုအဆင်ပြေသွားလို့ရှိရင်နှစ်ဖက်သဘောတူထားတဲ့အချက်တွေကိုဆွေးဆက်ပြည်ရှင်ရရှိကမှတ်တမ်းလေးပြုလုပ်ပြီးတော့ကျမတို့ရုံးကိုပြန်ပို့ပေးလိမ့်မယ်။အဲ့ဒီအခါမှာဒီနှစ်ဖက်သဘောတူထားတဲ့အတိုင်းပဲဒီဂရီဒါမှမဟုတ်လို့ရှိရင်အမိန့်ချမှတ်ပေးဖို့အတွက်ဒီတရားရုံးမှာလျှောက်ထားရမှာဖြစ်ပါတယ်။အကယ်၍ညှိနှိုင်းမှုအဆင်မပြေဘူးဆိုလို့ရှိရင်လည်းမပြေတဲ့အကြောင်းကိုကျမတို့ရုံးကိုစာပြန်လာလိမ့်မယ်။အဲ့ဒီခါမှာကျမတို့ကဒီမှုကိုဆက်ဆက်မှာပါအဲ့တော့ကျမအထူးမှာကျင်တာကတော့စစ်ဆက်ဖြည့်ရှင်ရုံးမှာညှိနှိုင်းမှုအောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေဒီကျမချိန်မိလိုက်တဲ့ရုံးချင်းရက်မှာဒီရုံးကိုမပြတ်မကွက်ပြန်လာပါပြက်ကွက်ခဲ့ရင်တော့အမှုကိုဒါတရားမကျင့်တော်ဥပဒေနဲ့ညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျမကတော့ဒီမှုအတွက်စစ်ဆက်ဖြစ်ရှိဆောင်ရွက်ပေးမယ်စစ်ဆက်ဖြစ်ရှိအရာရှိဒေါက်တာစင်မောဖြစ်ပါတယ်ရှင်ဒီမှုကိုမဆောင်ရွက်ခင်တရားရုံးကဥဆောင်တဲ့စစ်ဆက်ဖြစ်ရှိစနစ်နဲ့ပတ်သက်ပြီးတော့အရင်ဆုံးရှင်းပြချင်ပါတယ်ရှင်ကျမတို့ဒီစစ်ဆက်ဖြစ်ရှိစနစ်ကိုစပြီးမကျင့်သုံးခင်ကတော့တရားရုံးတွေမှာတရားစွဲပြီးဆိုတာနဲ့အမှုတွေရင်ဆိုင်ရပါတယ်
တရားရုံးတွေကလည်းအမှုတွေကိုစစ်ဆေးကြားနာပြီးတော့အမိန့်တွေဒီဂရီတွေချရပါတယ်အဲ့တော့အမှုတွေအနေနဲ့ကြတော့အချိန်တွေအင်အားတွေစိုက်ထုတ်ရတဲ့အတွက်လူပင်ပန်းမှုတွေစိတ်ပင်ပန်းမှုတွေခံစားရပါတယ်အဲ့ဒီပင်ပန်းမှုတွေကနေရှောင်လွှဲနိုင်ဖို့အတွက်အမှုတွေကိုပြိုင်ဆိုင်မနေဘဲနဲ့အမြန်ဆုံးတသက်တာပြည့်ပြတ်သွားအောင်ကျမတို့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေပြီးတော့အများပြည်သူဝန်ဆောင်မှုပေးနိုင်ဖို့အတွက်စစ်ဆက်ဖြစ်ရှိရေးစနစ်ကိုကျင့်သုံးစေခဲ့တာဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်မှာနှစ်ဖက်မှုတွေကကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုလွတ်လွတ်လပ်လပ်ပုံပွင့်လင်းလင်းပြောဆိုညှိနှိုင်းလို့ရပါတယ်အဲ့လိုညှိနှိုင်းရင်းနဲ့နှစ်ဖက်ကျင့်တဲ့လက်ခံနိုင်တဲ့အချက်တွေကိုသဘောတူညီချက်အဖြစ်ကျမတို့ကမှတ်တမ်းလေးလုပ်ပေးပါတယ်အဲ့တော့အဲ့ဒီသဘောတူညီချက်တွေနဲ့အညီအမှုစစ်ဆေးတဲ့တရားရုံးမှာအမိန့်ဖြစ်စေဒီဂရီဖြစ်စေချမှတ်ပေးဖို့ရှောက်ထားပြီးတော့အမှုကိုအမြန်ဆုံးပြည့်ပြတ်အောင်ဆောင်ရွက်နိုင်ပါတယ်အကယ်၍ညှိနှိုင်းမှုအဆင်မပြေလို့အမှုကိုဆက်ပြီးတော့ရင်ဆိုင်ရမယ်ဆိုရင်လေဒီမှာပြောသမျှဆိုသမျှတွေကိုသက်သေခံအဖြစ်သုံးလို့မရပါဘူးဒါကြောင့်စိတ်ထဲမှာရှိတာကိုပုံမှန်လေးနဲ့ပြောလို့ရပါတယ်ကဲဒါဆိုကျမတို့စလိုက်ကြရအောင်ဆိုလမာပါတဲ့ညီနဲ့အိမ်ကအမွေပုံပစ္စည်းဖြစ်ပါတယ်ဆိုတဲ့အပေါ်တရပြိုင်ဒေါ်မိုရီတာတို့နှစ်ယောက်အနေနဲ့ဗာပြောချင်ပါတယ်လေမိဘတွေကအိမ်မှန်ပါတယ်ဆရာမဟုတ်ကဲ့ပါဒါဆိုရင်ကျမတစ်ခုထပ်ပြီးသိပြရစီဒီမှာရှိနေတဲ့သူတွေအပြင်နောက်ထပ်အမွေဆိုင်ကြံသေးသလားရှင်ကျန်တော့ပါဟုတ်ကဲ့ပါဒါဆိုရင်တရပြိုင်ဒေါ်မိုရီတာတို့နှစ်ယောက်ကဒီမှုနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆန္ဒရှိပါသလဲဆရာမရဲ့မိဘတွေပြင်မမရှာဖွေထားရတဲ့အိမ်တစ်လုံးကိုအကြီးတွေဖြစ်ပြီးတော့အမှုခင်းတွေဆွဲကြဆိုကြတယ်ရင်နာတော့ကျမတို့မပေးနိုင်ပါဘူးငကြီးကျယ်တွေပြောမိနေငင်ရှာတာတစ်ခုမှမပါဘူးကဲဒီလိုဆိုရင်တော့ကျမတစ်ဖက်ချင်းစီတီးတန့်စကားပြောမှဖြစ်တော့မယ်တခုမြတ်တာရက်ခန့်ချင်တာလေစိတ်ခံစားချမ်းသာကိုမလိုက်ကြပါနဲ့ရှင်ပြင်ပန်းပြီးအကျိုးမရှိပါဘူးဒါဆိုရင်ကျမတရပြိုင်ဘက်နဲ့အရင်စပြီးစကားပြောလိုက်ပါမယ်ပြေလိုဘက်ကအပြင်ကိုခဏလောက်ဖတ်ပေးကြပါဦးကဲကိုဆိုင်သူရေစိတ်ထင်းနော်ဒေါ်မိုဒီတာစိတ်အေးအေးထားနော်စိတ်မကောင်းမဖြစ်ပါနဲ့မောင်နှမအရင်မိသားစုတွေပဲလေသစိမ်းနေမှာမဟုတ်ပါကဲပြောညီမလေးခုနကပြောလက်ဆက်ဟာလေးဆက်ပြောပါအမနားထောင်ပြီးမယ်နော်ဆရာမရဲ့မိဘရဲ့အမွေဆိုတာမောင်နှမတွေအားလုံးဆိုင်နာပိုင်တာကျမသိပါတယ်ကျမစိတ်မကောင်းတာလေသူတို့ကအကြီးတွေဖြစ်ပြီးတော့ကိုညီမလေးနေကောင်းလားကျမ်းမာလားသူတို့စိတ်ထဲမှာမရှိဘူးဆရာမပတ်စံလိုပါလှည့်ကြည့်တာပြီးတော့အကျွေးဆက်ဖို့လို့မိမတောင်းဖို့လို့ဒီလိုကိစ္စတွေနဲ့ကိုညီမအရင်ကိုတရားစွဲတာကိုကျမရှင်တွေမခံစားနိုင်ဘူးလို့ပါဆရာမရဲ့ဒါဆိုဒုံမွေးတာတို့ကအမွေမခွဲရမယ့်အကြောင်းရင်းတော့မရှိဘူးလို့ပြောတာပေါ့ဟုတ်လားဟုတ်ပါဘူးအမွေပုံမှန်တော့လေအမှုကိုရှင်းမဆက်တဲ့ဘူးကျမတို့ရှင်းနေတွေကတော့အမှုဖြစ်ရင်ရှင်းနေကရတာပဲလေဒါပေမဲ့ကျမတို့အကျိုးအတွက်တော့အမှုတွေတွေကိုပြင်ပန်းစေချင်ပါဘူးကြီးတဲ့အမှုငယ်စေငယ်တဲ့အမှုပပျောက်စေတဲ့လမ်းကိုပဲအပေးတယ်ရှင့်မှန်လိုက်တာရှင်အမှုတွေပေါ်မှာတကယ်စီနာထားလို့လေးစားပါတယ်ဆရာမရေအခုဒီအမတွေနဲ့အရင်တော့ရမ်းဖြစ်ဘူးလားညီမအဲ့လိုတော့မရှိပါဘူးဆရာမရဲ့အခုအကြီးဆုံးနဲ့အသက်ဘလောက်กว่า15နှစ်กว่าတယ်ဆရာမအော်တော်တော်กว่าတာပဲအဲ့ဒါဆိုရင်အခုအကြီးဆုံးနဲ့ဆက်ဆံရေးကနီးနီးကက်ကက်မရှိတာပေါ့နော်အဲ့လိုလည်းမဟုတ်ပါဘူးဆရာမရဲ့ငငယ်ကတော့ကိုကြီးကတော့ကျမတို့တွေထိန်းခဲ့တာဟုတ်လားအဲ့ဒါဆိုရင်ငငယ်ကလေညီမလေးစိတ်ထဲမှာမှတ်မိနေမယ်ဖြစ်ပျက်ကလေးရှင်ပြောပြပါဦးပါငငယ်တုန်းကဆရာမရဲ့ကျမချောင်းစားတတ်တဲ့အချိန်လောက်တုန်းကပေါ့နော်အဲ့တော့ကျမကိုခွေးလိုက်ဆွဲခံရတာဆရာမအဲ့တော့ကိုကြီးကလေခွေးမိကိုဆောင်းဆွဲလိုက်တာအဲ့ဒါကိုကြီးကခွေးကိုက်ခံလိုက်ရအောင်ဆရာမရဲ့ကိုကြီးကတော့မှုတော်တော်ချစ်တာပဲနော်ဟုတ်ပါတယ်ဆရာမရဲ့ကိုလေးအောင်ကိုလေးနဲ့ဒီငယ်ကောင်ကတော့ကျမတို့ညီမအပြူပေါက်ဘွားမှာလေလိုက်ပြီးတော့စကားပြောတဲ့ကောင်လေးနဲ့ရမ်းဖြစ်တာတစ်ချင်းချင်းပဲဆရာမရဲ့သူတို့ကလေညီမတွေကိုရမ်းဥတူတာဆရာမရဲ့ဒေါ်မိုဒီတာလေငယ်ငယ်ကအဖြစ်ပြက်တွေကိုခရတီမှတ်မိတော့မယ်ဆိုတော့ဒေါ်မိုဒီတာလည်းအကိုကြီးအမတွေကိုတကယ်ချစ်တာပါပဲဒီလိုစကားပြောအဆင်မပြေဖြစ်တော့လဲစိတ်ထဲမှာကောင်းမှာမဟုတ်နော်အမှုအခင်းနေဆက်ဖြစ်နေလို့ရှိရင်တော့မုန်းစာကိုရှည်ပြီးတော့ချစ်စာကိုတို့ရောမကောက်ပျောက်တောင်ပျောက်သွားစေနိုင်တယ်နော်ငါညီမကြီးကျမသဘောပေါက်ပါပြီဆရာမရဲ့မောင်နှမရဲ့ချစ်ချင်းမြတ်တာဆိုတာလွယ်ကူကူနဲ့ပျောက်ပြတ်မသွားနိုင်မှန်းကျမနားလဲပါပြီကိုရီမကြီးဆင်ပြေအောင်မယ်ကျမလုပ်ပေးလိုက်ပါမယ်ဆရာမ
မသားလိုက်တာငါညီမရဲ့ကဲဒါဆိုရင်မောင်နှမတွေကြားထဲမှာချစ်စာကိုပို့ပြီးရှိအောင်အမကဒါရိုက်တာဆက်လုပ်ပေးလိုက်အောင်ညီမလေးတို့ကအပြင်တလဲထွက်ပြီနော် ကဲပါဆရာမ ခုတမျိုးရေငငယ်ရလေညီမလေးကိုစားခွိတ်ကိုက်ခံဘူးလား ဟုတ်မိမှုပြောတာလားဆရာမ ညီမလေးတော်တော်ချစ်တာပဲနော်ကိုရံရဲ့ဒေါ်မူရိတာလေအကိုရင်မိမယူတာကိုသူတစ်ခါမှမကြုံဘူးသေးလို့တဝင်းတုံးနေရပါအဲ့ဒါကြောင့်သူကလန့်တိုက်တယ်ကျမကိုလေကိုရံတို့ကိုတင်မျိုးတို့ကသူ့ကိုငငယ်ရထိမ့်ပေးခဲ့တာတွေစောင့်ရှောက်ခဲ့တာတွေအကုန်လုံးကျမကိုပြပြတယ်ကျမအကြံဉာဏ်ပေးချင်တာကတော့လေညီမလေးကိုကျင်ကျင်နာနာလေးစကားပြောကြည့်ပါသူခုနတော်တော်ငုံနေရှာတာ ကျွန်တော်တို့မှားသွားတာပါဆရာမရဲ့ကျွန်တော်တို့အကြီးပီပီသားသားနေဖို့လိုသွားလို့အခုလိုပြဿနာတွေဖြစ်ကုန်တာပါဆရာမ ဟုတ်ကဲ့ပါရှင်ကဲဒါဆိုရင်ကိုမောင်နှမချင်းချင်းစကားပြောလိုက်ကြတော့နော် မင်္ဂလာပါပဲဆရာမကြီးကျမမှုတဲ့ကသူ့မောင်နှမတွေရဲ့လက်တလုံးအခက်အခဲကိုအရင်ရှင်းပေးထားမယ်အဲ့ဒီအချိန်တွင်းမှာပဲအမွေဆိုင်အိမ်ကိုသူတို့ဘာသာရောင်းပြီးတော့ခွဲဝေလိုက်မယ်လို့ကျမတို့ညှိပြီးကြပါပြီရှင် ကျွန်တော်မှုတွေကလည်းအမှုကိုချွင်းချက်မရှိရုပ်သိမ်းပေးလိုက်ပါမယ်ခင်ဗျာ ဒါဆိုရင်ဥတင်မျိုးတို့ရဲ့ရုံးဝင်ထမ်းဆောင်တွေတော့ဘက်ကိုနိုင်ငံတော်ကနေပြန်ထုတ်လို့ရပါတယ်ရှင် ဒါဆိုတော့တက်စစ်မင်္ဂလာပါဗျာ Little man the cool totally gave me all kabu mya nyai ebo ya say zaka patient be ma it's thinking out late ku ye dwe out ma de ya yong mya ga she ga u song say patient be ma down da de mya pye wa sa say love I'm so chain de ya yong ga see jo ရာယုံများရှိကဥဆောင်ဖြစ်ရှင်ပဲလို့တို့ပြည်သူများအတွက်ကြိုးဖြစ်ထုံးစေဖို့ရာယုံများရှိကစေစက်ဖြစ်ရှင်ပဲလို့တရားမြတ်တာမှုလက်လက်မိဖို့ Little bit cool, totally heavy.